Okay အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဗောနော်ဒီ PCA လေးဗောနော်ဒီ PCA ရဲ့သူ့ရဲ့ဗောနော်ကျွန်တော်ကြိုက်တာတွေကိုပြောပြရမှာနော် PCA မှာကျွန်တော်ကြိုက်တာတော့ဒီမြို့ရေးပဲမောင်းမဆွေဗောနော်အားမိုက်တယ်ဗျာကျွန်တော်တို့က300 Forza 300ကျွန်တော်နည်းနည်းကြီးသွားတာဗောနော်ဒါပေမဲ့ clip 160ကနည်းနည်းလေးတော့ပြမယ်မမိုက်ဖြစ်တယ်ဗောနော်ဒါပေမဲ့ဒီ PCA 160ကျွန်တော်ဈေးလေးနည်းနည်းပိုကျတယ်ဗောနော်အဲ့ဒါတစ်ချက်ကျွန်တော်ကြိုက်တယ်ဗျာဒီကဒီ highway လည်းမောင်းလို့ရတယ်ဗောနော်မြို့တွေလည်းမောင်းလို့ရတယ်ဗျာတရုတ်တက်တာနေရှိမပလစ်ကာကြော်တော့ကြော်ခြင်းတယ်ဒါပေမဲ့ကြော်လိုက်မယ်ပေါ့အမေဆိုးလို့မြို့တွေပဲကျွန်တော်ဟိုလမ်းပိတ်ရဆိုရင်ဒီက PCA တအားမိုက်တယ်ဗျာ Forza တော့ကျွန်တော်ပိုမိုက်တယ်ထင်တယ်နော် Forza highway ပဲသွားရတော့ပိုဆင်ပြေတယ်ဗောနော်ပြတော့ဒီကတွေကစီစားလိုက်တက်တာဗောနော်ဒီ clip 160နဲ့စာရတော့CC ကတော့တူလောက်တော့ကြာမှာဗောနော်ဒါပေမဲ့ကပိုရစမှတ်ကြတယ်ကျွန်တော်မြင်တယ်ဗောနော်ဒီမျိုးတွေပဲဗောနော်80 90လောက်ဗောနော် top speed နဲ့မောင်းမယ်ဆိုရင်ကော်တွေကဆိုးဗောနော်80 90ဆိုတော့ရှည်တော့ပြေးနေဗောနော်မျိုးတွေပဲမှာဆိုတော့80 90လောက်တော့တိတ်ပြီးတော့မောင်းဖို့တော့မလိုအပ်ဘူးဗောနော်ဒါပေမဲ့ဗျာဒီ R15 တွေနဲ့ဒါပေမဲ့မောင်းတူမောင်းလို့ရတာဗောနော်ဒီ PC တွေကကျွန်တော်အားကြိုက်တယ်ဗောနော်ဒီခါညောင်းလဲဒီကောတက်တာတယ်ဗောနော်ဒီကျွန်တော်တို့ခြေညောင်းလဲတက်တာတယ်ဗောနော်သူခြေကိုပွေးပြီးထားကြလို့ဗောနော်ခြေကိုဆန့်ပြီးတော့ထားနေထားကြည့်ဗောနော်ဒါမိုက်တယ်ဒီ PC မျိုးတွေပဲမောင်းမှုဆိုတော့ PC ကဆက်ရမိုက်တယ်ဗောနော်ကျွန်တော်အားကြိုက်ရဗျာဒါလမ်းနေထားတော့ညီကိုတို့မြင်တဲ့တိုင်ဗောနော်ဘေးပိုက်တွေကြတော့လဲဒီလမ်းအပိတ်လို့ရှိရအဆင်မပြေဘူးဗောနော်PC ရဲ့ကြတော့ကျွန်တော် highway ပဲမောင်းမယ်ဗောနော်ဒီတရားကြော်လောက်ဗောနော်130 120လောက်ကတော့ AC ထည့်လို့ရတယ်ဗောနော် PC ရဲ့2ယောက်စီးတဲ့ AC စီးလို့ရတယ်ဗျာအဲ့ဒါကိုမိုက်တယ်နေရတယ်ပူတယ်ဗျာနေရတယ်ပူလမ်းကလည်းပိတ်ရဗောနော်ဒါတော့ပုံမှန်ပြဒီမှာကျတော့ဒါပေမဲ့နောက်တစ်ခုကဒီ PC က0ကြီးရဗောနော် PC ဈေးရတသိန်းကျော်ဆိုရလက်လာတယ်ဗောနော်ဒီ Forza နဲ့စာရတော့ Forza ကကျတော့ဗျာ 300cc ဖြစ်သွားရဗောနော်ဒါပေမဲ့ तू က highway ဘက်ပိုကောင်းသွားရဗောနော် PC ကကျတော့highway ဘက်တော့မောင်းလို့ရတယ်ဗောနော်မမြို့တွေပဲမောင်းမယ်ဆိုကျွန်တော် Forza တဲ့ဒီကော PCA ပိုကြိုက်ရဗောနော် Forza တဲ့ PCA ပိုမိုက်ရဗောနော်မြို့တွေပဲမှာသူက highway လည်းမောင်းလို့ရတယ်ဗောနော်မြို့တွေပဲလည်းမောင်းလို့ရတယ်ဗောနော်ဒီ100ကျော်လေး120လောက်စီပဲဆွဲမယ်ဆိုရင်တော့ PCA နဲ့တော့အဆင်ပြေတယ်ဗောနော်အဲ့ဒါမြင့်ဒီလိုချင်းတော့ဒီ Forza ပဲဦးစားပေးဗောနော်ကားပိတ်ရဗျာအေးဆက်တယ်ကားပိတ်ချက်ရတော့ဒီဒါကမေးလမ်းဗောနော်မေးလမ်းမှာတော့ကျွန်တော်ဟိုရက်ွက်လမ်းလိုဖြစ်နေတယ်ဗောနော်ကားပိတ်ချက်ကတော့နောက်ပြီးတော့ဒီ PC ကကျွန်တော်เนาะဒီ model နေနဲ့ဆိုင်တော့ model မြင့်ပို့ကြိုက်တယ်ပေါ့เนาะဒီတိုက်ခွက်နေထားအတွေ့လက်ကန်နေထားပေါ့เนาะကျွန်တော် Forza ခုမှသူက Forza ရဲ့ညီလေးနဲ့သွားဆင်တယ်ပေါ့เนาะ Forza ရဲ့Forza ငယ်လေးဖြစ်သွားတာပေါ့เนาะဒီ PC ရဲ့အဟောင်းတွေကကြတော့ဗျာလက်ကရ steel လက်ကရဗျာမြင်နေတယ်ဗျာအဲ့လိုမျိုးကြတော့မောင်းရတာ feel လေးမမိုက်ပေါ့เนาะဒါပေမဲ့ခု2025 2026မှာပေါ့เนาะဒီဇိုင်းပြောင်းသွားတယ်ပေါ့เนาะလူတော်များလည်းသိပြီပေါ့เนาะလက်ကန်နေထားတယ်လို့ပြောင်းလဲသွားတာဗောနော်ဒီကျွန်တော်ကြည့်ဗောနော် Forza မှာရှိတဲ့လက်ကန်လိုမျိုးရတာဗောနော်နောက်ပြီးတိုင်ခွက်မိုက်တယ်ဗောဗျာ PC ကတော့ဈေးကြီးရဗောနော်ပါကယ်လေးတသေးကျော်တော့ရတသေးကျော်ဆိုရဗျာကျွန်တော်
သေးကြွယ်နေထားမှာဗျာပေးပိုက်ရအားအများကြီးရှိတယ်ပေါ့နော်ဖော်စားလည်းရှိတယ်ပေါ့နော်မော်ရနေတွေပေါ့နော်ပါကစီကတော့တော်များတော့ပါကစီကတော့ဈေးကြီးတာပေါ့နော်အဲ့ထိုင်းနိုင်ငံမှာကျတော့ကျွန်တော်ဒီဘောနော်ဒီ PCA လိုင်းလေးမှာဆိုရင် PCA ရှိမယ်ပေါ့နော် ATP 160ရှိမယ်ပေါ့နော်အဲ့ဒါလေးနဲ့စာရတော့ကျွန်တော် arrow လို့ပေါ့နော်155လို့ရှိရဗျာအဲ့ဒါလေးနဲ့စာရ arrow တော့ပုံ speed ပဲပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီ PCA ကျတော့ညင်ညင်ညောင်းလေးနဲ့ပေါ့နော်စမတ်ကြလေးစီးရရတယ်ပေါ့နော် feeling မိုက်တယ်ဗျာ PCA feeling တော့ကားပိတ်ချက်ရတော့ဒီမှာကြည့်ပေါ့နော်ကားကျွန်တော်ရက်ကွက်လမ်းကျနေလားဗျာဒါမေးလိုင်းပေါ့နော်ရက်ကွက်ထဲမှာမောင်းနေရတယ်လို့ပဲဟာကွာစီဖြစ်ဖို့မေးသွားတယ်စီကမရှိတော့ကားပိတ်ချက်ပဲကားတော့ပိတ်ချက်ပဲလူကြီးနောက်ပြီးတော့စိုက်ကယ်လေးလည်းဘယ်လိုမောင်းကြလဲမသိဘူးဟိုကထွက်လာလိုက်ပေါ့နော်ဒီကထွက်လာလိုက်စိုးပဲဗျာဒီမှာတော့နေရတဲ့ပူပဲစီကတော့ပြနေပြီစီပြရတော့ကြာနေပြီကျွန်တော်စီတော့ထက်ရောက်ပါမယ်ဒီဘေးကကျွန်တော်ဘေးလို့မဟုတ်ဘူးပေါ့နော်ကျွန်တော်ညီရဲ့ဘေးဖြစ်ပါတယ်ပုံမှန်တော့ကျွန်တော်မောင်းနေတယ်နော်ဘာဖြစ်လဲကျွန်တော်ဒီနေ့နည်းနည်းလေးသွားစီရလေးရှိလို့ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်လမ်း oh shit အဲ့လိုနေထားနေကျွန်တော်ဗီဒီယိုလေးရိုက်ဖြစ်တာဖြစ်ပါတယ်